မူကြိုချောင်းပြိုကျချိန်နောက်ဆုံးချိန်ထိကလေးလေးတွေကိုကာကွယ်ပေးခဲ့လို့ချီကျူးခံနေရတဲ့ကြောက်စဲကားဆရာမမူကြိုချောင်းပြိုကျချိန်မှာကလေးလေး3ယောက်ကိုရင်ခွင်ထဲထည့်ပြီးနောက်ဆုံးချိန်ထိအသက်နဲ့ရင်းကာကွယ်ပေးသွားသူကတော့ကြောက်စဲမျိုးကမူကြိုဆရာမလေးပါမက်စလာ28ရက်နေ့ကနေ့လေမြေငလင်းလှုပ်ချိန်မှာကြောက်စဲမျိုးနယ်က Bright Kid ကလေးမူကြိုချောင်းကြီးကပြိုကျပျက်စီးသွားခဲ့ပါတယ်မူကြိုဆိုတာကကလေး3နှစ်နဲ့5နှစ်အောက်ကလေးတွေရှိတဲ့နေရာဖြစ်ပြီးတော့ဒီလိုချစ်စရာမူကြိုကလေးလေးတွေဟာငလင်းတန်းကြောင့်ကြောက်စဲမျိုးက Bright Kid မူကြိုချောင်းပြိုကျပျက်စီးမှုမှာပါဝင်သွားခဲ့ပါတယ်ဒီလိုဆိုးဝါးလာတဲ့မူကြိုချောင်းကြီးပြိုကျပျက်စီးမှုမှာကလေးလေးတွေကိုနောက်ဆုံးချိန်ထိကဲတင်ခဲ့တာကတော့ဆီယာမလူဆန်ဖြစ်ပါတယ်။မူကြိုဆီယာမလေးလူဆန်ကကလေးလေး3ယောက်ကိုရင်ခွင်ထဲထည့်ထားပြီးတော့သူမတက်နိုင်သမျှကာကွယ်ထားခဲ့တာဖြစ်ပါတယ်။ကျောင်းကြီးတစ်ခုလုံးပြိုကျချိန်မှာတော့ကလေး3ယောက်နဲ့အတူဆီယာမလူဆန်ကအရှင်လက်လက်နဲ့ပိတ်မိသွားပါတယ်။ဒီလိုနဲ့ကယ်ဆယ်ရေးတွေရောက်ရှိလာပြီးတော့ပိတ်မိနေတဲ့နေရာကိုနှစ်လက်မအပေါက်ဖောက်ပြီးကြီးလိုက်တဲ့ချိန်မှာ Bright Kid မူကြိုဆီယာမလေးလူဆန်ကကလေး3ယောက်ကိုအန္တရာယ်မဖြစ်အောင်ရင်ခွင်ထဲထည့်ထားပြီးတော့သူမကတော့မျက်နှာမှာဒဏ်ရာတွေနဲ့ဖြစ်နေရလို့သိရပါတယ်။ကယ်ဆယ်ရေးတွေရောက်လာချိန်မှာတော့ဆီယာမလေးကကလေး3ယောက်ကိုအရင်ကယ်ပေးဖို့ပြောနေခဲ့တာပါ။အဲဒီနောက်ကလေး3ယောက်ကိုအရင်ထုတ်ပြီးဆီယာမကိုကယ်ထုတ်ချိန်မှာတော့ဆီယာမလေးကအသက်မရှိတော့တာဖြစ်ပါတယ်ရှင်။